လက်စွပ်က2ကွင်းပဲရှိတယ်လူက3ယောက်တကွင်းကိုတော့မင်းလက်မှာအရင်ဆုံးဆွတ်လိုက်ပါမင်းကလေးကြံတကွင်းကတော့မင်းဆန္ဒရှိသူအတွက်ပေါ့လူဆိုတာဝေးဖွားလိုက်ကလေးကစာအုပ်တုံးနဲ့အတူလောကထဲကိုရောက်လာတာအဲ့ဒီစာအုပ်ကိုငါတို့မင်းတို့မပိုင်ဘူးဒါပေမဲ့စာအုပ်ကငါတို့ကိုပိုင်တယ်စာအုပ်ထဲမှာဏိဒန်းပါတယ်စာကိုပါတယ်ဏိကုံးပါတယ်ဏိဒန်းကတော့မွေးဖွားတဲ့ချိန်ကနေမမအရွယ်ထိရေးထားတာပေါ့စာကိုကတော့ဒုတိယအရွယ်ကိုရေးထားတယ်ဏိကုံးကတော့တတိယအရွယ်နဲ့မင်းဘဝအဆုံးသတ်ချိန်ပေါ့မင်းစာအုပ်ကသူများစာအုပ်နဲ့မတူပဲထူးထူးခြားခြားပါလျက်နေရင်တော့လောကကြီးတွေကအစိုးရထွက်သွားမှာပေါ့တကယ်တော့ငါတို့ဟာအဖြစ်ထွက်ပြီးသားပု္ပ္ပာတပုတ်ကိုအစကပြန်တွက်နေတာပါမင်းရွယ်ကဏိဒန်းဆိုပေမဲ့စာကူရှိတဲ့စာမျက်နှာတွေကိုလှန်ကြည့်လို့မရဘူးနော်ဏိကုံးလည်းဒီတိုင်းပဲဒါပေမဲ့မင်းမနှက်ပြန်တရက်ကူးလိုက်တာနဲ့အမျှအဲ့ဒီစာအုပ်ကတရွက်လန်သွားတယ်ပေါ်လာတဲ့စာမျက်နှာမှာအဲ့ဒီနေ့အတွက်မင်းလုပ်ရမယ့်အကြောင်းကိစ္စအလုပ်တွေအားလုံးရေးထားတယ်တလုံးတစ်ပါးလားမှလွဲမသွားဘူးဟုတ်တယ်အဲ့ဒါဟာတရက်သေးအတွက်လည်းမဟုတ်ဘူးမင်းဘဝရဲ့နောက်ဆုံးနေ့တိုင်အောင်ထိပဲဆိုရတော့အကယ်၍များအဲ့ဒီစာအုပ်လေးကိုနာမည်ပေးစင်ခဲ့မယ်ဆိုရင်တော့